အိတ်နေတာအတန်းလေးပါထွက်ထားရကောအေးဟာအိတ်ကောင်ဟာလူလာတော့မသိဘူးအိတ်ကောင်ဟုတ်လားတားအိတ်ကောင်ဟိုတည်းတန်းတော့ညီးတော့အိတ်ကောင်နေဟိုကောင်ချကွက်ထားတယ်မင်းတို့ကလာနှောက်ရှက်တာဒါလေးတွေတနှစ်သားလေးတွေတနှစ်သားတော့မရှိသေးပါဘူးတနှစ်ပြည့်တာတစ်ကောင်နှစ်ကောင်ပဲပါသေးဒီတော့နှစ်ကောင်ပဲပါသေးဟဲ့ထားတော့လေမင်းသူများကြီးထားနေနေတာရာတူတူတာရာတော့သူတို့အိတ်ကောင်တယ်မနေ့အစားတွေပဲစားပြီးတော့ဒီချက်ကကိုရီးယားຫນွေဦးကာလာဆိုတော့တော်တော်လေးတာရတယ်လေတာရာတူတူလေးကလည်းတရာရှိတော့သူတို့မှာစင်ပြေးနေဟန်ကြတယ်ထားတော့ဒါအိတ်ကောင်သူများအိတ်နဲ့တွားနှောက်ရှက်သူဖြစ်ဒါလေးကအထီးလေးတွေပဲအထီးလေးတွေကြီးပဲအထီးလေးတွေကြီးကိုကောင်တနှစ်ပြည့်တာဆိုလို့ဒီတစ်ကောင်နဲ့ဒီကတစ်ကောင်အဲ့နှစ်ကောင်တနှစ်ပြည့်တာကျန်တဲ့ဟာတွေတနှစ်ပြည့်ကျန်တဲ့ဟာတွေကကလေးတွေပဲရှိတယ်ဒီတစ်ကောင်နဲ့ခုနတစ်ကောင်နဲ့တနှစ်ပြည့်ပြီကျန်တာတွေကကလေးတွေတနှစ်ပြည့်တယ်ဒါအထီးတက်မတက်သူတို့ခွဲလိုက်ပြီပေါ့နော်အခုကသူတို့ဒီ channel မှာပဲထားတော့ဒီတစ်ချန်လုံးသူတို့ရဲ့ပိုင်နဲ့ဖြစ်တာဒီတစ်ချန်လုံးမိုးတားရွာမှာတာသူတို့တိမ်းမှာဒီတစ်ခွက်လုံးကသူတို့ရဲ့ပိုင်နဲ့စားခြင်းနဲ့ချိန်ထားစားမစားခြင်းအိတ်ညနေကျအစားမနေ့ကျအစားဒီဘုံတည်ပြီးသားသူတို့ကလွတ်လပ်နေပေါ့နော်သူတို့အထီးတွေကိုပို့ပြီးတော့ခြံကျဲတဲ့အထဲမှာပို့ထားတယ်ဘာလို့ဆိုတော့သူတို့ပြေးခြင်းလည်းပြေးလို့ရအောင်တန်မအောင်ပေါ့နော်အဓိကတော့ဒီရွယ်လေးတွေကိုပို့ပြီးတော့ခြံကျဲတဲ့ပို့ထားတယ်ဘာလို့ဒီကောင်တွေကပြိုင်ပွဲဝင်မဲ့ကောင်တွေဆိုတော့တန်မြန်ဖြစ်အောင်အထီးကိုပို့ပြီးတော့အားထားတာပေါ့နော်အဲ့လိုဒါလေးတွေကကျွန်တော်ပဲအစာကျွေးတာပေါ့နော်သူတို့တားခွဲပြီးတွေကကျွန်တော်ပဲအစာကျွေးတာအခုလဲကျွန်တော်ပဲပြင်ရောက်တော့လဲကျွန်တော်ပဲကျွေးတာပေါ့သူတို့ကြီးတဲ့အထိပေါ့မွေးစားသားလေးတွေပေါ့မွေးစားသားလေးဒီကောင်လိုက်နေတယ်ဆွလိုက်ဒါလေးကဟိုနေ့ကကျွန်တော် Facebook မှာတင်ထားတာ
ကောင်းဒီကောင်လေးကမျိုးတာကောင်းတဲ့ကောင်အခုမျက်စားနေကောင်လေးဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်ကျရင်တော့ကျွန်တော်အမလေးတွေရိုက်ပြအောင်နော်အမလေးတွေတွားရိုက်ပြီဒါလေးကငယ်ဆုံးလေးဒီနေ့မြင်းလေးတွေလိမ္မာတာများပါတယ်လိမ္မာတာများတယ်ကဆူဆူကောင်မပေါ့ကြီးမှဆိုရင်တော့မသိဘူးခုတည်းရောလိမ္မာတချို့တွေကလည်းငယ်တော့လိမ္မာတဲ့ကြီးရင်ဆိုးရောအကောင်တွေချို့တွေကငယ်ငယ်လေးကဆိုးတယ်ကြီးရင်တော့သူကလိမ္မာသွားတာလည်းရှိတယ်အတင်းကိုလိုက်ကန်နေရဟုတ်လားခွေးကောင်းကဲအားလုံးဘက်ဘက်မှာချလိုက်ပါပြီ